နေတော့ပြောတာနော်အသက်ကြီးပါဦးဇင်းတို့ဆရာတော်ဆရာသမားအရွယ်ဦးဇင်းတို့ဟိုစားပေါ်ချိုက်ကလို့ဆရာတော်ကြီးဒေါက်တာစန္ဒာဝရပြောအောင်သားတော့အဲ့ဒီအရွယ်တွေရောက်ရင်တော့ဦးဇင်းတို့ပြောမှာမဟုတ်တော့ပါဘူးငယ်တော့နောက်ပြောလာအလိုဆုံးပြောလာနှစ်20ပေါ့ဟုတ်တယ်မို့လားနောက်အလွန်ဆုံးပြောလာဘယ်လောက်တော့နှစ်20ပေါ့ဆရာတော်ကြီးကမိတ်နေချိုက်ကလို့ဆရာတော်ကြီးကဘယ်လိုမိတ်နေဆိုတော့ဆရာတော်ကြီးကငယ်တုန်းကသူဟောခဲ့တဲ့တရားတွေပြန်နားထောင်ရင်ရှက်ထားတယ်။ဘာလို့ငယ်ကသူဟောခဲ့တဲ့တရားတွေပြန်နားထောင်ရင်ဘာဖြစ်တော့ရှက်ထားတယ်။ရီရှင်တာပေါ့နော်။တဲ့ဦးဇင်းတို့လည်းအဲ့ဒီတိုင်းဖြစ်မယ်ထင်တာပဲ။ငယ်ကတော့ဘာဖြစ်တော့တက်ခွန်မှာပေါက်တဲ့ခရအကုန်ပြောတယ်။ဟုတ်တယ်နော်။ပြန်နားထောင်ကြည့်ဦးဇင်းလည်းအခုတခါတလေအဲ့လိုပေါ့နော်တစ်တော့မှတင်တော့မယ်ဆိုကြမှသာလျင်ဘာဖြစ်တော့နည်းနည်းလေးပြန်နားချောင်းဒါကြီးအမားတွေဒါကြီးမပါဘူးဆိုလို့ရှိရင်3မိနစ်တစ်ပိုင်း3မိနစ်တစ်ပိုင်းဖြတ်တင်ရတာကြာတော့တစ်တော့ကလူတွေလည်းမျက်စိရှုံနေပြီဟုတ်လားသိတယ်မဟုတ်လားဓမ္မိကလာဟောပါဠိလိုလေပါဠိလိုလေအင်္ဂလိပ်လိုမဟုတ်ဓာအုပ်ချိုင်မနှလုံးစင့်လုံဤတင်ကနောက်ကလာရဲ့လာလေးနောက်ကဝနတ္တဝဇနှလုံးပေါင်းနောက်ကဆရာတော်ဓမ္မိကလာဟောဆရာတော်ကျTikTok မှာလည်းမြန်မာလိုပါပဲ Facebook မှာလည်းမြန်မာလိုပါပဲ YouTube မှာလည်းမြန်မာလိုပါပဲရုပ်တွေကလည်းသုံးတတ်တဲ့ရုပ်တွေလည်းတယောက်မပေါ်ဘူးသုံးတတ်တဲ့ရုပ်တွေလည်းတယောက်မပေါ်ဘူးရဲ့သူတော်ကောင်းများဦးဇင်းတို့ပြီးကြတဲ့နှစ်ကပြောခဲ့တယ်လေဟုတ်တယ်မဟုတ်လားသူကဦးဇင်းတို့ဆရာတော်ကြီးအခု82မှာ9ရက်မှထင်တယ်ဆရာတော်ကြီးအခုချိန်ထိပို့တွေတင်တက်သေးတယ်ဆရာတော်ကြီးနော်နိုင်ငံတော်ဩဝါဒစီရမြန်မာနိုင်ငံဩဝါဒစီရဆရာတော်ကြီးဒါဦးဇင်းတို့ငယ်ဆရာတော်မှအခုချိန်ထိပို့တွေတင်နိုင်သေးတယ်အခုလဲဘိုးဝရိပ်သာဖွင့်နေတာဒီနေ့ဘသူကဘယ်လိုလာပြီးတော့ဘယ်လိုလူးသွားတယ်ဆိုစနစ်တကျသေချာရေးပြီးတင်နိုင်သေးတယ်ဗျာအားတဲ့အချိန်လေးတွေပေါ့ဆရာတော်တရားမထိုင်တဲ့အချိန်လေးတွေဟုတ်တယ်နော်သူအားတဲ့အချိန်လေးတွေပို့လေးတွေတင်ပြီးတော့အလိုရှင်တွေတရံပွားအောင်သူတင်နိုင်သေးတယ်အမေကြည်နိုင်သေးတယ်သူတော်ကောင်းများခစ်မိသူတော်ကောင်းများခစ်ကိုမိတာချက်ပါဖြစ်တော့ခစ်နောက်မကြဘူးလို့တယ်သူတော်ကောင်းများဦးဇင်းတို့မြန်မာနိုင်ငံကလေအသက်ကလေး60လောက်ရောက်ရင်ကိုအဖိုးကြီးအဖွားကြီးထင်တာငါတို့ဘာမှမဟုတ်တော့ပါဘူးဘဝတုဒ္ဒနဲ့ပတ်သက်ပြီးရင်သူတော်ကောင်းများပြည့်စုံနေဆိုတာရှိသလားမရှိဘူးနော်ဟုတ်တယ်မို့လားရန်ကုန်မြို့မှာဘာဖြစ်နေတယ်လဲမန္တလေးမြို့မှာဘာဖြစ်နေ